ဒီ2026ရာတီတော့ကျွန်တော်တို့အတော်တော်လေးထူးဆန်းတဲ့ဖြစ်ရလဲဖြစ်နိုင်လို့လေဗျာဘာဖြစ်လို့လဲဆိုတော့မထင်ထားတဲ့အသင်းနဲ့တန်းစင်းနေရတယ်ဒီမှာဒီပုံကိုကြည့်ဒါတော့စီဗီလာကျွန်တော်တို့အရင်တုန်းကယူရိုပလိတ်ဖျင်းလို့တော့ကျွန်တော်တို့တင်စားရလောက်တဲ့စီဗီလာအသင်းအခုတန်းဆုံစင်းမှာသူတို့ကရုံးကနေရတယ်ဗျာတော်တော်လေးအချင်းနေစိုးတယ်ဒါယူရိုပလိတ်သူတို့စိတ်ကြိုက်တိန်းထားတဲ့အသင်းတော့အရင်တုန်းကအစင်3စင်4အစင်ကအဲ့ဒီနေရာပဲနေခဲ့တဲ့အတင်းအခုကဒီမှာတန်းစင်းစုံမှာယုံနေရတယ်ဗျဒါစီဗီလာအတင်းနောက်ကြတော့ကျွန်တော်တို့နောက်တော့ကျွန်တော်တီးနေကြတဲ့အတိုင်းအခုစပါအတင်းလိုက်ကြည့်လိုက်တန်းစင်းမှာယုံနေရတယ်ဗျတော်တော်လေးကျွန်တော်တို့ဒီဘလုံးကဖြစ်လဲမဖြစ်ဟွာမဖြစ်တဲ့ဟုတ်တယ်နော်ဘာဖြစ်လို့လဲဆိုတော့ဥရောပမှာဖလားရတာလေဥရောပယူရိုပလိတ်ရတာစပါးလည်းမယူကိုနိုင်ပြီဖလားပူနေလို့ရတာစီဗီလာတော့ပြောစရာမလိုပါဘူးသူတို့ကယူရိုပလိတ်ရဲ့ဖရင်ဗျာယူရိုပလိတ်နဲ့သူတို့ဘလူးပွဲတက်ဆိုတော့သူတို့ကရပြီးတိုင်းစီဗီလာအဲ့လိုဗျာပြီးရင်ကျွန်တော်တို့တိပိတာအတိုင်းဆင်းသွားတဲ့ဗလဲ2016တုန်းကပရီးမီးယားလိဂ်ချန်ပီယံဟွန်လစ္စတာလဲဒီလိုပဲဗျာကျွန်တော်တို့ဒီနေ့ဘလုံးရတရားဒီလောက်ထူးဆန်းနေတော်တော်လေးဖြစ်တယ်ဗျာအခုစီဗီလာရဲ့စပါးရဲ့လက်စတာတော့ဆင်းသွားဒီနှစ်တင်းတော့ယူရိုပလိတ်ရဲ့ချန်ပီယံနေနော်ဒါပေမဲ့သူတို့အခုချိန်ဒီတန်းစင်းမှာယုံနေရတော့ဗျာယတိကုံကို9ပွဲတော့ပဲလို့လေဒါသူတို့ယုံနိုင်လားမယုံနိုင်တော့ကျွန်တော်တို့စောင့်ကြည့်အောင်ပါပေါ့ဒါကျွန်တော်တို့ဒီနေ့ဘလုံးရတီဖြစ်သွားတဲ့အရာ